Okay ပါဆိုတော့ဒီလိုမှဒီ PNC program မှာနှိုင်းရှင်တဲ့ကိစ္စပေါ့ PNC program မှာနှိုင်းရှင်ခြင်းပြ instruction တွေကိုဘယ်လိုရေးမလဲပေါ့နှိုင်းရှင်ခြင်းပြဆိုကျွန်တော်ငယ်ငယ်ကသိခဲ့ဘူးလေတစ်ခုနဲ့တစ်ခုနှိုင်းရှင်တဲ့အခါမှာတစ်ခုကကြီးရယ်ညီတယ်တစ်ခုနဲ့တစ်ခုညီတယ်တစ်ခုကတစ်ခုထက်ငယ်တယ်ပေါ့ကြီးတယ်ညီတယ်ငယ်တယ်ဆိုတော့နှိုင်းရှင်ခြင်းပြဂုဏ်သတ္တိ၃ခုဒါအခြေခံအဖြစ်တော့ဂုဏ်သတ္တိ၃ခုမှာကြီးတယ်ညီတယ်ငယ်လဲငယ်တယ်ညီလဲညီတယ်ဆိုရဲဂုဏ်သတ္တိ instruction လေးရှိရောပေါ့ဆိုတော့ဒီ instruction တွေကို PNC program မှာဘယ်လိုသုံးမလဲဆိုတော့ဒီ program မှာကြည့်ရမှာဖြစ်ပါတယ်တစ်ချက်ဆိုတော့ကျွန်တော်ကဒီမှာ method JSWAT2 ပေါ့လေ JSWAT2 ဒါ Mitsubishi PNC program ဆွဲတဲ့ software JSWAT2 ကိုဖွင့်ထားတယ် okay new project တစ်ခုယူလိုက်မယ် new project တစ်ခုယူလိုက်မယ် project မစေတော့ဆိုတော့နှိုင်းရှင်မယ်ဆိုတော့နှိုင်းရှင်စရာကိန်းဂဏန်းတစ်ခုတော့အရင်ဆုံးရှိရမယ်ဆိုကျွန်တော် counter တစ်ခုဆွဲလိုက်မယ် counter တစ်ခုဆွဲလိုက်မယ်ပေါ့နော်ဒီတန်းဒီ30ထိရှိမယ်ကျွန်တော်က counter ကို key 30ထိသတ်မှတ်လိုက်တယ်ဆိုတော့instruction ဆွဲကြည့်မယ်ကျွန်တော်တို့ကငယ်မယ်ဆိုလက်တန်းပေါ့လေနော်လက်တန်း C0 counter 0က counter 0ရဲ့တန်ဖိုးပေါ့တန်ဖိုးဆိုတော့ counter 0မှာမှတ်နေတဲ့တန်ဖိုးက1ထက်ငယ်မယ်ဆိုကြပါစို့1ထက်ငယ်မယ်ဆိုလို့ရှိရင် Y0 ပွင့်မယ်ပေါ့ Y0 output ပွင့်မယ်ပေါ့ဒီ PNC program မှာဆိုတော့နောက် instruction တစ်ခုထပ်ယူလိုက်မယ် greater than C0 က greater than or equal တော့1ထက်ကြီးမယ်ပေါ့ဗျာဒီကောင်က1ထက်ငယ်တယ်ဆို1ထက်ကြီးမယ်ပေါ့နော်မြင်တာအောင်ပေါ့1ထက်ကြီးမယ်ဆိုလို့ရှိရင် Y1 ပွင့်မယ်ပေါ့နောက် instruction တစ်ခုထပ်ယူလိုက်မယ်ညီရယ်ပေါ့လေနော်ညီရယ်1ထက်ကြီးတယ်ဆိုရင်ပွင့်မယ်ဆိုတော့1ထက်ကြီးရင်2ပေါ့ဆိုတော့ C0 တန်ဖိုးက K3 3နဲ့ညီတယ်ဆိုလို့ရှိရင် Y3 ပွင့်မယ်ပေါ့ okay နောက်တစ်ခုကျွန်တော်တို့နှိုင်းရှင်လို့ရသေးတယ်လက်တန်းတော့ equal ပေါ့နော် C0 ကလက်တန်းတော့ equal လို့ပြောတယ်ဥပမာအဲ့ကောင်ကိုကျွန်တော်က K5 နဲ့နှိုင်းရှင်လိုက်9နဲ့ညီမယ်9ထက်9နဲ့လည်းညီတယ်9ထက်လည်းငယ်မယ်ပေါ့9အောက်ငယ်မယ်ပေါ့ငယ်တဲ့အခါဘာပွင့်မလဲဆိုတော့ Y4 ပွင့်မယ်ပေါ့နောက် instruction တစ်ခုထပ်ယူလိုက်မယ် greater than or equal ပေါ့နော် greater than or equal C0 counter 0တန်ဖိုးက greater than ကြီးမယ်ပေါ့ကြီးမယ်ဆိုတော့စစ်ထက်ကြီးမယ်စစ်နဲ့ညီမယ်ပေါ့နံပါတ်ဒီ counter မှာနံပါတ်6ခါမြောက်ရောက်သွားလို့ရှိရင်ဒီ instruction ရဲ့ output ကပွင့်မယ်ပေါ့ Y5 ပေါ့နော် okay ဆိုတော့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ repeat လုပ်လိုက်မယ် offline simulation လုပ်ကြည့်လိုက်မယ်ပို့ပြီးမြင်တော့ပေါ့လေ okay simulation နှိပ်လိုက်ပြီပေါ့နော်နှိပ်လိုက်တဲ့အခါမှာကျွန်တော်ဘာမှမလုပ်ရသေးဘူးဒီမှာနှစ်ခုပွင့်နေတာကိုတစ်ချက်ကြည့်ရမယ်နှိုင်းရှင်ခြင်းပေါ့နော်ဆိုတော့ C0 တန်ဖိုးက0ဖြစ်နေတယ် C0 counter 0တန်ဖိုးက0ပဲဖြစ်နေတယ်ဘာမှမမှတ်သေးဘူးအဲ့မှာကျွန်တော်က instruction မှာဘာရေးထားလဲဆိုတော့လက်တန်း C0 တန်ဖိုးက K1 1ထက်ငယ်ရင်ပွင့်မယ်လို့ပြောတာအဲ့ဒါကြောင့်ဒီ instruction ပွင့်တယ် output ကပွင့်နေတယ်နောက်တစ်ခု C0 တန်ဖိုးက K5 ထက်ငယ်လဲငယ်မယ်ညီလဲညီမယ်ဆိုရင်ပွင့်မယ်ပေါ့ဆိုတော့ငယ်လဲငယ်မယ်ဆိုတဲ့အတွက်ကြောင့် K4 ကလေ Y4 ကလေပွင့်တယ်whereas ဆိုရင်ကျွန်တော်ဒီဘက်လုပ်လိုက်မယ်ဒီဘက်လုပ်ပြီးတော့1ပေါ့နော်ဒီကောင် C0 1ဖြစ်သွားတာ ਨੇ ဒီ Y0 ကပိတ်သွားပြီ okay
ဒါလက်တန်း1ထက်ငယ်မှသာလေ1ဖြစ်သွားတဲ့အခါမှာဒီကောင်ပိတ်သွားတယ် okay နောက်တစ်ခု okay 2ပေါ့နော် C0 တန်ဖိုးက2ဖြစ်နေတယ်ကျွန်တော်တို့က K1 greater than C0 တန်ဖိုးက1ထက်ကြီးရင်Y1 ကပွင့်မယ်ဒီကပွင့်သွားပြီကျွန်တော်တို့ခု okay C0 တန်ဖိုးက K3 3နဲ့ညီရင်ဒီမဲ့3နဲ့ညီရင် Y3 ပွင့်မယ် okay 3ထက်ကြီးတော့ 1 3ပြန်ပိတ်သွားပြီဆက်ပြီးသွားနေမယ်C0 တန်ဖိုးက K6 ပေါ့6ထက်ကြီးရင်ညီရင်6နဲ့လည်းညီမယ်6ထက်လည်းကြီးမယ်ဆိုလို့ရှိရင် Y5 ပွင့်မယ် okay ဒါကတော့ instruction စုံသွားပြီokay ပါဒါ relation တွေပေါ့နှိုင်းရှင်တဲ့ program တွေကိုဘယ်လိုဆွဲလဲဆိုတာဒီကောင်တွေကတော့နှိုင်းရှင်ပြပုတ်တွေပေါ့လေကြီးမယ်ညီမယ်ငယ်မယ်ဆိုတာကိုဒီ letter program နဲ့ letter diagram နဲ့ဆွဲမယ်ဆိုလို့ရှိရင်ဒီတိုင်းဆွဲရတာဖြစ်ပါတယ်ပိုပြီးမြင်တာကတော့ block ဒီ function block နဲ့ဆွဲတာပိုပြီးမြင်တာလေဒါပေမဲ့ letter diagram ဆိုတာလူတိုင်းလည်းရင်းနှီးတယ်ဒီ greater than less than ဘာညာဆိုတာဒီ symbol လေးတွေကလူတိုင်းမြင်တာပဲပေါ့မြင်တဲ့အတွက် letter ကပို့ပြီးတော့ familiar ဖြစ်တယ်အကုန်လုံးအတွက်ပေါ့စပြီးတော့လေ့လာရတဲ့လူတွေအတွက် familiar ပို့ဖြစ်တယ်ပေါ့ဒီပါဆိုတော့ဒီနိုင်ရှင်ပြဟာတွေကို program အနေနဲ့ဆွဲမယ်ဆိုရင်ဘယ်လိုဆွဲရမလဲဆိုတာသဘောပေါက်လောက်ပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာဆက်ပြီးလေ့လာကြရအောင်ပေါ့ okay